အားလုံးပဲမင်္ဂလာညနေခင်းလေးပါဒီကနေ့မှာတော့တမလွန်ဧည့်သည်ဆိုတဲ့စိတ်ချောက်ချပွဲရာဇလန်းလေးကိုတင်ဆက်ပေးသွားပါမယ်အိမ်အောင်ရှင်မနှစ်ယောက်စကားတပြောပြောနဲ့နေပူကျဲတဲ့လမ်းလျှောက်လာနေကြတယ်သူမတို့နှစ်ယောက်ကကန်ယူတန်းရွာကမလှသူမင်းနဲ့မအေးအေးရီတို့ပါသူမတို့နှစ်ယောက်ကမြို့ပေါ်တက်ပြီးရွှေစားအနှဲငယ်ဝဲပြီးပြန်လာကြတာလည်းဖြစ်တယ်လက်ထဲမှာလည်းကလေးတွေအတွက်ဝင်လာခဲ့တဲ့မုံတုံနဲ့အမဲသားအစိမ်းတုပ်တွေကိုစီကင်လို့ပေါ့အခုကစပားပေါ်ချိန်မို့လေသမားဖြစ်ကြတဲ့သူမတို့အဖိုးတော့ငွေရွှင်တဲ့အချိန်လို့ပြောရမှာပေါ့ကားလမ်းနဲ့ရွာထဲကနိုင်ဝက်ကျော်နီးပါးသွားရတာမို့လို့သူမတို့အတွက်တော့မောပန်းနေကြပြီပေါ့ဒီကြားထဲမှာပူလိုက်တဲ့နေကလည်းမြင့်မျောလူမတက်ပါပဲသူတို့နှစ်ယောက်လည်းလမ်းလျှောက်လာရင်းနဲ့လူတရက်စာတန်လွင်ပင်လေးတစ်ပင်ကိုတွေ့တော့လှသူမေကျုပ်တို့ခဏနားကြရအောင်နေကလည်းပူလိုက်ပါပြီဟဲ့အိမ်ကလူတယောက်ကျုပ်ကိုဒေါပွားနေလောက်ပြီဒေါ်အေးရှိကအဲ့ဒီလိုပြောခဲ့ပြီးတန်လွင်ပင်လေးအောက်မှာဝင်ထိုင်လိုက်ကြပါတယ်ဟုတ်ပါတော့ဒီနေ့မှနေတိုင်းထက်ပိုပူနေတယ်လို့ပဲအမဲသားတွေလည်းချက်စရာမလိုပဲကြက်တော့မယ်လှသူမေကလည်းအမဲသားတက်ကိုမြောက်ရင်းနဲ့ပြောလိုက်ပါတယ်မောလိုက်တာဟဲ့ဒါနဲ့လှသူမေနင်တို့မှာရောဒီနေ့စပားကောင်းရဲ့လားဤကျုပ်တို့မှာတော့တိတ်မကောင်းဘူးကျုပ်တို့မှာတော့ကောင်းတယ်လို့ပြောရမှာတော့ဒီနေ့စပားကောင်းရင်ကျုပ်သားမောင်လားမြင့်ကိုရှင်ပြုတ်ပေးမလို့တော့လှသူမေကသူမရဲ့ရှေ့မှာရှိနေတဲ့လေကွင်းပြင်ကိုငေးမောရင်းနဲ့ပြောလိုက်တာပါကောင်းတာပေါ့နင်ပြောကမှသတိထားမိတယ်နင်သားမောင်လားမြင့်လည်းမငယ်တော့ဘူးပဲရှင်ပြုတ်မဲ့အရွယ်တောင်ရောက်နေပြီငါတို့မှာတော့ဒီနှစ်တော့ရှင်ပြုတ်နိုင်မှာမဟုတ်တော့ပါဘူးမနစ်ကကိုခင်မောင်အဖေကိုစေးကူရတဲ့စေးကမနှဲဘူးအဲ့ဒီအကျွေးတွေကိုဆက်လိုက်ရင်တိတ်ကြံမှာမဟုတ်ပါဘူးဒီလိုနဲ့သူတို့နှစ်ယောက်လည်းဆက်မိဆက်ရာပြောကြဆိုကြပြီးခဏအကြာမှာတော့တော့ကြမယ်လေတော်ကြအိမ်ကလူတော့ပွားနေပါဦးမယ်အိမ်မှာလည်းသားလေးတယောက်တည်းရှိနေကြတာတော့လာသူမိကပြောနေရှင်ကပဲထိုးတန်လင်းပင်အောက်ကနေထွက်မလို့လို့တော့ကြောထဲမှာစိတ်ကနေဖြစ်သွားပြီးစက်သိမ်းမွေးညင်းတွေတောင်ထသွားပါတယ်ဘာဖြစ်တာတော့သူမစိတ်ထဲမှာပြောလိုက်တာပါအဲ့ဒီအချိန်မှာသူမသတိထားမိလိုက်တာကသူမရဲ့အမဲသားတို့ကငကိုကထက်ပိုပြီးတော့လေးလံသွားတာကိုပါကျုပ်အမဲသားတို့ကအရန်လေးသွားသလိုပဲတော့ငကိုလေးချိန်ထက်အလေးချိန်စီးသွားသလိုပဲဟုတ်လို့လားဟဲ့ငါအမဲသားတို့တော့ပုံမှန်ပဲကျုပ်လည်းမသိတော့ပါဘူးအရန်လေးနေသလိုခံစားနေရတယ်နင်စိတ်ထင်နေတာနေမှာပါသူတို့နှစ်ယောက်လည်းလာရင်းနဲ့ရွာဝင်ဝရောက်လာတော့လှသူမီရဲ့သားမောင်လားမြင့်နဲ့အေးရဲ့သားကြော်အေးတို့ကအပြေးလေးရောက်လာကြပါတယ်ဟဲ့သားနေပူတယ်အရန်ပြေးလွှားမနေနဲ့အပူမှုပြီးဖျားနေအောင်မယ်လှသူမီကသူမစီကိုပြေးလာနေတဲ့သားဖြစ်သူကိုအော်ပြောလိုက်တာပါအမေပေးသားကူထမ်းပေးမယ်သားအတွက်မုံရောပါရဲ့လားဗျမောင်လားမြင့်ကမိခင်ဖြစ်သူထံကအမေသားတို့ကိုလှမ်းယူရင်းမေးလိုက်တာပါဒီချိန်မှာအေးရီလိုသားမင်းနှစ်ယောက်ကရွာလန်းခွဲလေးအတိုင်းထွက်သွားနေကြပြီဖြစ်ပါတယ်။ပါပါတော့ဒီမှာသားအတွက်မုတ်ဒါနဲ့သားဖေကလေထဲကပြန်ရောက်ပြီလား။မရောက်သေးဘူးမေ။မောင်လားမြင့်လက်ထဲကိုအမဲသားတို့ရောက်တာနဲ့ချက်ချင်းအမူအရာပြောင်းသွားပါတယ်။ခေါင်းကိုငိုက်ဆိုင်ချပြီးမျက်နှာကလည်းညှိုးငယ်သွားပါတယ်။ပြီးတာနဲ့မိခင်ဖြစ်သူရဲ့အရှိကနေအလင်းမြန်ပဲထွက်သွားပြီးတော့လှသူမေတယောက်မနှဲအမိလိုက်ရပါတော့တယ်။အိမ်ရောက်တာနဲ့မောင်လားမြင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဟဲတောက်ပူလာခဲ့ပြီးအပြင်းဖျားပါတော့တယ်။သားသူမိကတော့သားဖြစ်သူရဲ့နှစ်ဖူးကိုစမ်းကြည့်တော့အဖျားတက်နေပြီဖြစ်ကြောင်းသိလိုက်ရလို့စိုးရိမ်သွားမိပါတယ်။အမလီငါသားလေးကိုရီပူနေလိုက်တာ။အဲ့ဒါကြောင့်အမေပြောပါတယ်နေပူထဲမပြေးပါနဲ့လို့ကဲအခုတော့ဖြစ်ပြီမလား။လှသူမိကသားဖြစ်သူကိုစောင့်ကြုံပေးရင်းပြောလိုက်တာပါ။မောင်လားမြင့်ကတော့အေးမလို့နဲ့ကိုလက်မအီမသာပုံစံနဲ့မိခင်ဖြစ်သူကိုအစိမ်းကြီးကြည့်နေပါတယ်။ခဏကြာမှတော့လှသူမေရဲ့ယောက်ျားဖြစ်သူကိုမြင့်မောင်လည်းရောက်လာပါတယ်။ကိုမြင့်မောင်ကတော့ခါးချမှာတစင်ကိုထိုးထားသလိုဝါခမောက်လေးကိုလည်းစောင်းထားပါသေးတယ်။နေပူထဲမှာစပားရိပ်ပြီးပြန်လာတာမို့ချွေးတွေလည်းရွှဲလို့ပေါ့။ကိုမြင့်မောင်အရိပ်ထဲမှာအမောဖြစ်ရင်းနဲ့သားဖြစ်သူအိယာလည်းလဲနေတာမြင်တော့မိမသားပါဖြစ်တာလေ။ဒီလောက်နေပူနေတာကိုစောင်းနေခြုံလို့ပါလားလို့မေးလိုက်ပါတယ်။ပြီးတာနဲ့ကိုမြင့်မောင်ကဝါခမောက်လေးနဲ့လေခတ်ပေးလိုက်ပါတယ်။မသိပါဘူးယောက်ျားရဲ့ကျုံမျိုးကပြန်လာတော့ငါအကောင်ကျုံလက်ထဲကမဲသားတို့ကိုကိုက်ပြီးကလေးကသားလေးအမူအရာပြောင်းသွားပြီးအိမ်ရောက်တာနဲ့အပြင်းဖျားတော့တာပဲ။
လာသူမေကပြောရင်းနဲ့မျိုးကဝင်လာတဲ့မုံတွေကတချို့ကိုကိုမြင့်မောင်ကိုပေးရင်ပြောလိုက်ပါတယ်ကိုမြင့်မောင်ကလည်းမိမဖြစ်သူကမ်းပေးတဲ့မုံကိုစားရင်တားဖြစ်သူရဲ့အနာသို့ကတ်ခါတားမောင်ကဖျားလာလားရော့မုံစားလိုက်လို့ဆိုကမုံကိုကမ်းပေးပေမဲ့မောင်လာမြင့်ကတော့ဖခင်ဖြစ်သူကိုမကျေနပ်တဲ့အမူအရာနဲ့ကြည်နေပါတယ်တားဖြစ်သူရဲ့အကြည့်အကြောင်းကိုကိုမြင့်မောင်နည်းနည်းစိုးရိမ်သွားပါတယ်တားလေးမုံစားမလားဘာစားချင်လဲအဖေကိုပြောလေလို့ပြန်ပြောတော့မစားဘူးသွားအမဲသားပဲစားချင်တယ်ဆိုပြီးအော်ပြောလိုက်ပါတော့တယ်ကိုမြင့်မောင်ရောလှနေသူပါလန့်သွားကြပါတယ်တားလေးဘာဖြစ်တာလဲတားရဲ့ကိုမြင့်မောင်တို့မှာကတားလေးတယောက်တည်းရှိတာမို့မိဘနှစ်ပါးကချက်လိုက်ရတာမျက်စိအောက်ကအပြောင်းမခံဆိုတာမျိုးပါမောင်လာမြင့်ကတော့တကူတရီနဲ့ဖြစ်လာပြီးခြေလက်တွေလည်းအေးဆက်လာပါတယ်အမဲသားစားခြင်းနဲ့ကျုပ်ကိုအမဲသားချက်ကျွေးအမဲသားစားရမှနေကောင်းမှာအမဲသားကျွေးမောင်လာမြင့်ရဲ့အတန်ကရုတ်တရက်လူကြီးတယောက်အတန်လိုဖြစ်နေတော့လာသူမေနားမလဲစွာနဲ့စိုးရိမ်စိတ်တွေအထွတ်ထိပ်ကိုရောက်နေပြီမဲ့အချင်းလေးကိုရိမ့်မိတဲ့ကိုမြင့်မောင်ကမိမလာခဲ့အောင်ဟုပြောပြီးတားဖြစ်သူနဲ့ခက်ဝေးဝေးကိုခေါ်လာခဲ့လိုက်ပါတယ်မိမအမဲသားဝယ်ပြီးလာတော့လမ်းမှာတခုခုဖြစ်ခဲ့ပြီလားအဲ့ဟာတွေထားစမ်းမှာတော့ကျုပ်သားအတွက်စိတ်ပူလာပြီအရက်ထဲကဘိန်းတော်ဆရာကြီးဦးညိုကိုသွားခေါ်တော့မယ်။တာသူမေကပြောဆူဆူနဲ့ထွက်သွားမိလို့နေလို့ကိုမြင့်မောင်ကဆွဲထားလိုက်ပါတယ်။မိမနေစမ်းပါဦးငါမေးတာဖြေစမ်းပါဦး။သားလေးကရိုးရိုးဖျားနေတာမဟုတ်ဘူးဟာ။ဟင်ဒါဆိုသားလေးကဘာဖြစ်နေရတော့ကျုပ်စိတ်ပူလာပြီ။ပြီးတော့ယောက်ျားဘလို့သိတာလဲ။ကိုမြင့်မောင်ကခေါင်းကုပ်နေပြီးတော့ငါမေးတာပဲဖြေစမ်းပါအောင်ဟာ။ဘာမှတော့မဖြစ်ခဲ့ဘူးယောက်ျားရဲ့ဒါပေမဲ့ရွာကိုအစင်လန်းဦးတက်လူတို့လေခွင်းနာကတန်လွင်ပင်အောက်မှာတော့ခဏနားခဲ့ကြတယ်ဟုတ်ပြီအခုမှသတိရတယ်တော့ကျုပ်တို့အပင်အောက်ကထက်တော့အမလီကျုပ်ရဲ့အမဲသားတို့ကလေးသွားတာမှကျုပ်တော်မနိုင်တနိုင်ဖြစ်သွားတာယောက်ျားရဲ့အေးငါသဘောပေါက်ပြီမိမလာခဲ့ကြည့်နေငါသားဘာလို့ဖျားရလဲဆိုတာကိုမြင့်မောင်ကထိုနေရာကနေတားဖြစ်သူရဲ့နားကိုပြန်သွားလိုက်ကဟဲ့ကမင်းဘသူတော့ဘာလို့ငါသားခန္ဓာကိုယ်မှာခိုကပ်နေရတာတော့ခုချက်ချင်းထွက်ကိုမြင့်မောင်ကအဲ့ဒီလိုအော်ပြောလိုက်တော့လှသူမေနားမလည်နိုင်ဖြစ်ခဲ့ပေမဲ့မောင်လာမြင့်ကတော့ဝုန်းကနေထထိုင်ကငုတ်တုတ်ကြီးထိုင်လိုက်ပြီးတဟီဟီတဟင်းဟင်းနဲ့ညီးနေပါတော့တယ်ငါကတန်လွင်ပင်မှာနေတဲ့နေ့ရဲ့တဝန်းခွဲအမခင်နှင်းဆွေဟေးခင်နှင်းဆွေငါမဲသားစားကြင်လို့လိုက်လာတာနင်ငါ့ကိုကြွေးမာလားမကြွေးဘူးလားပြောဆိုပြီးပိုက်စိုးပိုင်နဲ့အတန်နဲ့ပြောပါတော့တယ်ဒီခါကြမှာပဲလှသူမေလည်းသဘောပေါက်သွားပါတော့တယ်ဦးတက်လူနဲ့ကိုမြင့်မောင်ရဲ့အမဝမ်းကွဲခင်းနှင်းဆွေတို့ကငငယ်လေးကလေးကအိမ်အောင်ကြခဲ့ကြပြီးတာသမီမထွန်းကားခဲ့ကြပါသူတို့လင်မယားကကက်စီလဲနေသလိုတရွာလုံးနဲ့တယောက်ဆိုသလိုတောင်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကိုမြင့်မောင်ငယ်စဉ်ကသူတို့လင်မယားမှာတာတယောက်လိုချစ်ခဲ့ကြပေမဲ့အရွယ်ရောက်လာတော့ဘာလို့လဲမသိအမြင်မကြည်ဖြစ်လာခဲ့ကြပြီးဝဝေးရှောင်နေခဲ့ကြတာပါဒါပေမဲ့ဒေါခင်နှင်းဆွေကွယ်လွန်သွားတာဟာနှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်လို့ကိုမြင့်မောင်ကတော့မယုံကြည်ပဲဘာအမဲသားစားကြင်လို့ဟုတ်လားပါးရီနားတွေကိုရိုက်ထည့်လိုက်ရကိုမြင့်မောင်ကအဲ့ဒီလိုပြောပြီးရိုက်မဲ့လက်ဟန်နဲ့ပြလိုက်ပါတယ်ဘာနင်ကငါ့ကိုရိုက်မယ်ဟုတ်လားအောင်မငါထိန်းချောင်းလာလို့ကြီးပြင်းလာတဲ့ကောင်ကများလာခဲ့လေပါးရိုးကျိုးချင်နေပြီလားရုတ်တရက်တားဖြစ်သူရဲ့စကားကြောင့်ကိုမြင့်မောင်နည်းနည်းလှန့်သွားပါတယ်ယောက်ျားကျုပ်တို့ဘယ်လိုလုပ်ကြမလဲတားလေးတစ်ခုခုဖြစ်မှစိုးရိမ်နေတော့မိမဘာမှမပူနဲ့ငါဘာလုပ်ရမလဲငါသိကိုမြင့်မောင်ကမိမဖြစ်သူကိုမစိုးရိမ်ဖို့ပြောပြီးတားဖြစ်သူဘက်ကိုပြန်လှည့်ကရွာအဝင်လန်းကတန်လွင်ပင်လေးမှာနေတာပေါ့အမဲသားစားကြင်လို့လိုက်လာတာပေါ့ဟုတ်လားဒါဆိုအေးရီရဲ့နောက်ကိုမလိုက်ပဲဘာလို့လှသူမေရဲ့နောက်ကိုလိုက်လာရတာတုံးလို့မေးလိုက်ပါတယ်ဟေ့မြင့်မောင်အေးရီရဲ့ယောက်ျားကရွှေရန်ကျော်ဟေ့ပြီးတော့ကြမ်းလဲကြမ်းသေးနင်ကငါသားလေးလိုပဲလေငါမဲသားမစားရတာကြာပြီငါ့ကိုမဲသားကျွေးစမ်းပါမဲသားစားခြင်းနဲ့ပေါ့စားရမယ်စောင့်နေကိုမြင့်မောင်ကအဲ့ဒီလိုပြောပြီးမိမဖြစ်သူကိုမိမသားလေးကိုခဏကြည့်ထားငါလည်းခဏသွားလိုက်အောင်လေမဲသားစားခြင်းတဲ့အကောင်ကိုကျွေးရတာပေါ့ကိုမြင့်မောင်အိမ်ကနေလင်းမြန်စွာထွက်လာခဲ့ပြီးလေထဲသို့သွားကကောက်ရိုးတစီထမ်းပြီးသူနဲ့အတူစပားသိမ်းနေတဲ့ကောင်လေးနှစ်ယောက်ကိုလည်းတယောက်တစီထမ်းခိုင်းလိုက်ပါတယ်။က
ပြီးတာနဲ့တန်လွင်ပင်လေးရှိရာကိုသွားကတန်လွင်ပင်ကိုကောက်ရိုးနဲ့ပုံပြီးမီးရှို့လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာကိုမြင့်မောင်ရဲ့အိမ်မှာတော့အမလီပူလိုက်တာငါအိမ်ငါအပင်ကိုဘသူမီးရှို့နေတာလဲပူလိုက်တာမောင်လားမြင့်တယောက်ထိုးထိုးအော်ဟစ်ကအိမ်ရထဲမှာလူးလိမ့်နေပါတော့တယ်။တားလေးဘာဖြစ်တာလဲတားလေးရဲ့နောက်သူမေတယောက်ကတော့ငုံမဲမဲဖြစ်နေတာပေါ့။အာပူတယ်အာမောင်လားမြင့်ကတော့ဝုန်းကနေလဲကငိမ့်ကျသွားပါတော့တယ်။တားလေးဟင်အမေတားအိမ်ကိုဘလို့ရောက်နေတာလဲစောနာကလမ်းထိပ်မှာအမေကိုစောင့်နေတာလေမောင်လားမြင့်ကတော့ဘာမှမမှတ်မိတော့ပါခဏကြာမှတော့ကိုမြင့်မောင်ပြန်ရောက်လာခဲ့ပြီးတကူလုံးမှလည်းချွေးတွေဆူရွှဲလို့ပေါ့ခန္ဓာကိုယ်မှလည်းကောက်ရိုးတွေနဲ့မိမဘလို့လဲအမဲသားစားကျင်တဲ့ဟာမှထွက်သွားတယ်ယောက်ျားဘာလို့လိုက်တာလဲစောနာကတားလေးထအော်တာကျုပ်ဖြင့်စိတ်ပူလွန်လို့တေရကြီးရဲ့ပူတယ်နဲ့အော်ပြီးမှထွက်သွားတာဟာမြင့်မောင်ကိုဘာမှတ်နေလဲကိုမြင့်မောင်ကတော့သဘောကျစွာနဲ့ရှေမောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဦးတင်လူတယောက်ဓမ္မကိုကိုင်ပြီးဒေါသတကြီးနဲ့ကိုမြင့်မောင်ရဲ့အိမ်ရှိကိုရောက်ချလာပါတော့တယ်မြင့်မောင်မင်းထွက်ခဲ့စမ်းအခုထွက်ခဲ့စမ်းလို့အော်တန်ကြောင့်ကိုမြင့်မောင်လည်းအိမ်ရောက်ကိုဆင်းလာခဲ့ပြီးဟာဦးတင်လူပါလားဘာများဖြစ်လို့လုံးကိုမြင့်မောင်ကအေးဆေးစွာနဲ့ပဲမေးလိုက်ပါတယ်ဘာဖြစ်ရမလဲကွမင်းငါလည်းအစုံကတန်လွင်ပင်ကိုမီးရှို့လိုက်တာလေအဲ့ဒါကိုငါမကြည့်တတ်ဘူးအဲ့ကိစ္စကိုရှင်းစမ်းဦးတင်လူရဲ့ပုံစံကဒေါသကြောင့်ထင်ပါရဲ့မျက်နှာတစ်ခုလုံးနှီးရဲနေတာပါပဲရောခက်တော်တာပဲအဲ့ဒီအပင်ကအကောင်ကကျုပ်သားစီမှာဝင်ပူးနေလို့ကျုပ်ကမီးရှို့ပြတာလေဘာများမှားလို့လုံးဗျမှားတယ်ကွမှားတယ်အဲ့ဒီအပင်မှာငါမိမခင်မင်းဆွေနေတာကွမင်းကသူနေတဲ့အပင်ကိုမီးရှို့လိုက်တော့အခုသူ့မှာနေစရာမရှိတော့ဘူးငါလေကကောင်လေးတွေကိုဝင်ပူးနေပြီ။အော်ဒါဆိုအဲ့ဒီအပင်မှာခမ ्या ရဲ့မိမနေတာကိုခမ ्या သိတယ်ပေါ့လေ။ဦးတင်လူကမဖြေပါ။ခမ ्या ဖြေလေဘာလို့မဖြေတော့တာလဲ။ကိုမြင့်မောင်ရဲ့အတန်ကမြင့်လာပြီ။ဘာလဲခမ ्या မဖြေရဲဘူးမလား။ဟုတ်တယ်ကွာ။အဲ့ဒီအပင်မှာငါမိမနေတယ်။ငါလည်းသိတယ်။ပြောရရင်ငါနေခိုင်းထားတာ။အဲ့ဒီတော့ဘာဖြစ်လဲ။ဦးတင်လူကပို့ပြီးဒေါသထွက်လာတဲ့ထင်ပါရဲ့။လက်ထဲကဓာတ်ကိုရှေ့ကိုတိုးယူလာခဲ့ပြီးဒါဆိုခမ ्या ကတရေမွေးထားတာပေါ့လေဟုတ်တယ်ငါကတရေမွေးထားတယ်ငါလေတွေစပားအထက်တိုးအောင်ငါမိမခင်နေဆွေစောက်ရှောက်ပေးနေတာကွဒီမှာဟဲ့ကောင်ငါရှိဝေးမပြောချင်ဘူးမင်းငါမိမကိုစိတ်ကျဉ်နေအောင်တောင်းမှန်ပါမဟုတ်ရင်တော့တင့်လူအကြောင်းကောင်းကောင်းကြီးသိစေရမယ်ဦးတင့်လူကတောက်ခေါက်လျက်မကျေနပ်တဲ့အကြည့်တွေနဲ့ကြည်ကထွက်သွားပါတော့တယ်ထိုနေ့ညကနေဝင်းကြီးတရောအချိန်အမဲသားချက်ထည့်ထားတဲ့ခေါ်ခွက်ကိုတစ်ဖက်ဓမ္မကိုတစ်ဖက်ကိုင်ကကိုမြင့်မောင်တယောက်နေ့လေကကောက်ရိုးစုပြီးသူမီးရှို့ခဲ့တဲ့တန်လွင်ပင်လေးရှိရာကိုရောက်လာခဲ့ပါတယ်။တန်လွင်ပင်လေးမှာမီးတံကြောင့်ပင်စီမြသာကြန့်ရှိတော့ပါတယ်။ကိုမြင့်မောင်ကတော့သူ့သဘောအရဆိုရင်ခေါ်စာပစ်ဖို့နေနေတာတန်လွင်ပင်လေးကိုအမြင့်ပါမကြံရအောင်တူးပစ်ချင်တာပေါ့။ဒါပေမဲ့လေမိမဖြစ်သူလာသူမီရဲ့အတင်းတိုက်တွန်းမှုကြောင့်ခေါ်စာပစ်ဖို့ရောက်လာတာဖြစ်ပါတယ်။စိတ်ပါလာရတော့မဟုတ်။တန်လွင်ပင်ရဲ့ပင်စီရောက်မှာခေါ်စာခွက်ကိုပစ်ချလိုက်ပြီးအမဲသားစားကျင်နေတဲ့အကောင်စားအဲ့ဒီမှာကျွေးကျင်လုံးလို့တော့မမှတ်နဲ့နော်။အေးနောက်ဆိုမြင့်မောင်ရဲ့မိသားစုနဲ့ဝေးရှောင်းနေပါ။နိုးမဟုတ်ရင်တော့မီးရှို့ရုံနဲ့မဟုတ်ဘူး။အပင်အောက်ခြေကနေအမြင့်ပါမကြံဘူးတူးပြစ်မှာ။အခုလေစားကျင်စားမစားကျင်နေကျုံနောက်ကလိုက်ချောက်မယ်မကြံနဲ့နော်နောက်တစ်ခါထပ်သေးနေမှအဆိုးမဆိုးနဲ့ကိုမြင့်မောင်ကအဲ့ဒီလိုပြောပြီးထွက်လာခဲ့ပါတော့တယ်ကိုမြင့်မောင်ရဲ့နောက်ကခြေတန်းလိုအတန်တစ်ခုကိုကြားလိုက်ရပြီးလိုက်မလာနဲ့နော်ဓာတ်နဲ့နှုတ်ဆင်းပြစ်မယ်လိုက်ရဲလိုက်လာကြည့်လို့ပြောလိုက်တော့တချွတ်ချွတ်မြည်တန်းလဲတိတ်သွားပါတော့တယ်ကိုမြင့်မောင်လည်းအိမ်ပြန်ရောက်တဲ့အချိန်မှာအရာအလုံးကပုံမှန်ဖြစ်နေပေမယ့်သူတို့မမြင်တဲ့တနေရာမှာကတော့မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့တမလွန်ဧည့်သည်ဒေါခင်နှင်းဆွေတယောက်ဒေါသထွက်စိတ်ဆိုးနေမှအေကံမလွယ်ပါပဲတမလွန်ဧည့်သည်ဆိုတဲ့စိတ်ချောက်ကြားပွဲရာဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီဇလန်လေးကိုအဆုံးထိနားဆင်ပြီးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်